ပဲမင်္ဂလာပါဒါကတော့ဒီပြီးခဲ့တဲ့အပတ်ကနေပြီးတော့တစ်ပတ်စာပေါ့နော်သုံးသပ်ထားတဲ့ဒီ market ရဲ့ plan ပဲဖြစ်ပါတယ်ဒါကတော့ကွန်ပျူတာမှာဆွဲထားတာပေါ့နော်တစ်ပတ်စာ plan ပဲဖြစ်ပါတယ်market ကတော့ပေါ့နော်လက်ရှိမြင်တွေ့နေတဲ့အတိုင်းပဲပေါ့နော်ဖြစ်ပြသွားတော့ပေါ့နော်ဒီတစ်ပတ်လုံးကဆိုလို့ရှိရင် market ကပြောမယ်ဆိုလို့ရှိရင်တော့down trend ပေါ့နော်ဆင်းဘက်မှာပဲရှိသေးတယ်အတက်ဘက်ကိုတော့မရောက်သေးဘူးပေါ့နော်ဒါကတော့တစ်ပတ်စာသုံးသပ်ထားတဲ့ plan ပဲဖြစ်ပါတယ်ဒီလိုမျိုး plan ကဆိုလို့ရှိရင်ဒါကကိုကမဖြစ်ခင်နေရာနဲ့ကြိုတင်ပြီးတော့ခန့်မှန်းထားရတာပဲဖြစ်ပါတယ်ဒါညီမအနေနဲ့ပေါ့နော်ဒီတနင်္လာနေ့ဈေးဖွင့်တဲ့အချိန်ကျရင်တော့4000နဲ့40ပေါ့နော်ဒီ zone ကိုပြန်ပြီးတော့ရောက်လာမယ်ပေါ့နော်ဈေးဖွင့်တဲ့အချိန်နဲ့ပြန်ပြီးတော့ဒီဈေးတန်းကိုရောက်လာအောင်မှာဖြစ်ပါတယ်ဒါကညီမရဲ့အမြင်ညီမသုံးသပ်ထားတဲ့အမြင်ပဲဖြစ်ပါတယ်ဒါပေမဲ့ညီမတို့ကဒီမှာorder တစ်ခုဝင်မှုတော့ပေါ့နော်ဒီလိုမျိုးပတ်လန်ကိုကြိုတင်ပြီးတော့ချမှတ်ထားရတာပဲဖြစ်ပါတယ်တကယ်တမ်းတော့ဒီချမှတ်ထားတဲ့ပလန်တိုင်းကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်ပြီးတော့ဗောနော် money မျိုးကိုတေချာလေး view design ထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်ဒါကကျမတို့တော့ဗောနော်ဒီ training market မှာ 100% မဟုတ်တော့85%ကတော့ကိုယ့်အတွက်အမြတ်ဗောနော်85%အမြတ်ကတော့ရှိပြီးသားဖြစ်ပါတယ်ကဲလို့ညီမတို့တွေကဒီနေရာမှာ plan ချထားတာတော့မှန်တယ်ဒါပေမဲ့ကိုက order အဝင်အထွက်လောက်တဲ့ခါကြလို့ဆိုရင် emotion မနိုင်တာတွေပြီးလို့ရှိရင် money မေးပေါ့နော်ဒီစီမံခန့်ခွဲတာတွေကိုတေချာလေးမခန့်ခွဲတာတွေပြီးလို့ရှိရင်ကို order ဝင်တဲ့အချိန်မှာplan ကတော့ချလာတယ်ကွာဒါပေမဲ့ကို order ဝင်တဲ့အချိန်ကြလို့ရှိရင်ဇုံနေပေါ့နော်ဇုံတွေကဘယ်ဇုံကိုရောက်နေတာလဲပြောမယ်ဆိုလို့ရှိရင်ဥပမာပေါ့နော်နားလဲလွယ်အောင်မြန်မာလိုပဲပြောမယ်ဘာလို့ဆိုတော့ကိုကရောင်းရမယ့်ဈေးတန်းမှာရောက်နေတာလားဝယ်ရမယ့်ဈေးတန်းမှာရောက်နေတာလားเนาะပြီးလို့ရှိရင်အပေါ်ဈေးမှာရောက်နေတာလားအောက်ဈေးမှာရောက်နေတာလားဒါတွေကိုကိုကြည့်ရမယ်ပြီးလို့ရှိရင်ကို order ဝင်တဲ့အချိန်ကဘယ်အချိန်လဲပြီးလို့ရှိရင်ကိုကဘယ် session တွေမှာအလုပ်လုပ်နေတာလဲပြီးဘယ် time frame တွေမှာအလုပ်လုပ်နေတာလဲပြီးလို့ဆိုလို့ရှိရင်ဈေးကွက်ကအလောက်ခက်ရှိလားမရှိဘူးလားပြီးလို့ရှိရင်ဒီခိတ်နဲ့ပေါ့နော်ဒီခိတ်နဲ့ state တွေကဘယ်လူအားတွေကရှိလားမရှိဘူးလားဒါတွေကိုအဖက်ဖားနေပြီးတော့ order မဝင်ခင်မှာတတိချာလေး view design ခက်မှန်သုံးသပ်ရမယ်ပြီးလို့ရှိရင်ကိုယ်တိုင် plan ချရမယ်ပြီးလို့ဆိုလို့ရှိရင်emotional ထိတ်ချောင်းမယ် money မြင့်လဲတေချာလေးစီမံခန့်ခွဲရမှာပေါ့နော်ဒီလိုအချက်လက်တွေပြည့်စုံတတိချာလေးပြည့်စုံချမှတ်ပြီးမှဒါလည်းကျမတို့တွေကအယောင်းဝယ်လုပ်မယ်ဒီ order အဝင်ထွက်လုပ်မယ်ဆိုလို့ရှိရင်ဒါကကျမတို့အတွက်တော့100% မဟုတ်ရင်တော့85%ကအမြတ်ရနေပြီပေါ့နော်အောင်မြင်မှုရနေပြီလို့ပြောလို့ရပါတယ်ကဲတမ်းတော့ကျမတို့ဒီမှာဘာပြဿနာဖြစ်တာလဲဆိုတော့ကျမတို့တွေ plan တစ်ခုကိုချထားတာတော့မှန်တယ်အခုဒီမှာဆိုလို့ရှိရင်ကျမတပတ်စာ plan သုံးသပ်ထားတာမှန်တယ်ဒါပေမဲ့ကျမတပတ်လုံးအမြတ်ရလားမင်းရင်တော့မရပါဘူးဘာလို့ဆိုတော့ကျမ order ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီမစောင့်နိုင်တဲ့နေရာတွေပြီးလို့ဆိုလို့ရှိရင် money မလောက်နိုင်ဘူးပေါ့နော်ပြီးလို့ရှိရင်ကိုမစီတဲ့ငွေအမောက်ကိုကမချိန်ဆနိုင်ဘူးပေါ့နော်လောပတ်ကြီးပြီးတော့ order အကြောင်းရည်များတာတွေ loss site များတာတွေပေါ့နော်ဒါတွေကကြတော့ကိုဆုံးမှုဖြစ်တာပေါ့နော်ဒါတွေကြဆုံးမှုဖြစ်ခဲ့တာတွေရှိတော့ပေါ့နော်ဒါကြောင့်မို့လို့ကိုကဒီကိုရ money ပေါ်မှာမူတည်ပြီးတော့ကိုကဆုံးမှုနေအောင်ပေါ့နော် order ကိုဘယ်လောက် site နဲ့ဝင်မလဲပြီးလို့ရှိရင်ဘယ်နေရာနဲ့ဝင်မလဲဒါတွေကိုတသိချာလေး control လုပ်ရမှာဖြစ်ပါတယ်ဒါကြောင့်မလို့plan ကတော့ကောင်းနေတယ်ဒါပေမဲ့ကို့မှာဆုံးမှုတွေဘာကြောင့်ဖြစ်လဲဘာကြောင့်ဆုံးမှုဖြစ်တာလဲဆိုတာကိုဒီလိုအကြောင်းအရာတွေကြောင့်ဆုံးမှုဖြစ်တယ်ဆိုတာကိုတတိထားမယ်ပြီးလို့ရှိရင်ပြန်ပြီးတော့ကိုပြုပြင်ရတာဖြစ်ပါတယ်ဒီ market ကဆိုလို့ရှိရင်ဈေးကွက်ကပုံသေးသွားတာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်နိုင်ငံတကာအယောင်းဝယ်လုပ်နေတဲ့ကြီးမားတဲ့ဒီဈေးကွက်တစ်ခုဖြစ်တာအတွက်ကြောင့်မို့လို့ကိုထက်ငွေအင်အားကြီးမားတဲ့အရာတွေကအများကြီးရှိတော့ဗောနော်ပြောမယ်ဆိုရင်ကျမတို့တွေကဒီ market ထဲမှာဆိုလို့ရှိရင်ဒါ small trader လေးတွေပဲဖြစ်ပါတယ်တကယ် trader ကြီးတွေအယောင်းဝယ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ training market မှာဗောနော်လက်စားမှုတွေကအများကြီးပဲရှိတယ်
ဘာလို့လဲဆိုတော့ကျမတို့တွေကfollower twin လောက်ရတာပေါ့နော်trainer ကြီးတွေနောက်ကိုလိုက်ရတာဖြစ်ပါတယ်သူတို့ကလမ်းပြတယ်ကျမတို့ကသူတို့ပြတဲ့လမ်းကိုလိုက်ပြီးတော့ဆောက်ကမှာဖြစ်ပါတယ်ဒါမှလည်းကျမတို့တို့ဒီအဆုံးတော့ပေါ့နော်အမြတ်ကအများမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီ20မာကတကယ်အယောင်းဝယ်လုံနေတာတကယ်ကိုကြီးမားတဲ့စီးပွားရေးပညာရှင်တွေ trainer ကြီးတွေငွေအမြောက်များနဲ့ order အယောင်းဝယ်လုံနေတာဖြစ်တော့ပေါ့နော်ဒါကြောင့်မို့ကျမတို့အနေနဲ့ဒါကငွေကြေးနဲ့သက်ဆိုင်တဲ့ပညာရဲ့တစ်ခုဖြစ်တာအတွက်ကြောင့်မလို့အဖက်ဖက်ကနေပြီးတော့စဉ်းစားရတယ်သုံးသပ်ရတယ်ဆင်ခြင်ရတယ်ချိန်ဆရတာပေါ့နော်ဒါလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကိုယ်တိုင်ကပညာပြည့်စုံသွားတဲ့ခါကျရင်တော့ငွေလေးနည်းနည်းနဲ့ကိုကအမြတ်များပါနော်အကျိုးမြတ်များဆာလို့ရတာဖြစ်ပါတယ်ဒီလိုအခြေအနေတစ်ခုရောက်ဖို့ဆိုတာကတော့ဒီပညာရဲ့တစ်ခုကိုနေ့ချင်းညချင်းလေ့လာရုံနဲ့တော့မရပါဘူးကျမတို့အနေနဲ့အနည်းဆုံးတော့နည်းနည်းချီပြီးတော့လေ့လာရတာပဲဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအခုချိန်မှာလေ့လာနေရတော့ပဲဖြစ်ပါတယ်ကျမကိုယ်တိုင်လည်းအောင်မြင်တဲ့ trainer တယောက်တော့မဟုတ်သေးဘူးပေါ့နော်ဒါပေမဲ့ကိုကတော့အတက်နိုင်ဆုံးပေါ့နော်ဆုံးမှုနည်းအောင်တော့ဂယုဒီဇိုင်းလေးနဲ့အခုချိန်မှာစူးစမ်းနေရတာပဲဖြစ်ပါတယ်တကယ်ချင်းမရှိများလဲငွေစားရတာလွယ်တယ်ငွေဖြစ်တာလွယ်တယ်ဆိုပြီးတော့ဒီကိုကဘာမှမလေ့လာပဲနဲ့ဘာမှမသိယူပဲနဲ့တော့ဒီ follow training ဆိုတဲ့ဒီ market ထဲမှာပေါ့နော်အယောင်းဝယ်လုပ်ဖို့အတွက်အားမပေးဘူးအယောင်းဝယ်လုပ်ဖို့အတွက်မတိုက်တွန်းဘူးပေါ့နော်ဟုတ်ညီမကတော့ဒီဗီဒီယိုလေးမှာပြောချင်တာတော့ဒီလောက်ပဲဖြစ်ပါတယ်ညီမဒီ follow training market မှာအယောင်းဝယ်လောက်တာနဲ့ပတ်သက်ပြီးတော့သိချင်တာရှိရင်လည်း messenger မှာမေးလို့ရပါတယ်ညီမရဲ့အတွေ့အကြုံလေးတွေကိုလည်းအားတဲ့အချိန်တိုင်းကြုံတဲ့အချိန်တိုင်းအခုလိုပဲမျှဝေပြသွားမှာပဲဖြစ်ပါတယ်ဒါကတော့ပြီးခဲ့တဲ့တပတ်စာပေါ့နော်တောင်းတတ်ထားတဲ့plan တစ်ခုပဲဖြစ်ပါတယ်တနင်္လာနေ့ကြာလို့ရှိရင်တော့ဒီ market ကဆိုလို့ရှိရင်ညီမအနေနဲ့လောလောဆယ်မှာတော့4040နဲ့ပေါ့နော်ဒီဇုံကြားကိုပြန်ရောက်လာအောင်ပေါ့နော်ဘာလို့ဆိုတော့ market ကအခုချိန်မှာတော့သူကတက်ဖို့အတွက်အားတိုက်ပြီးတော့အားမရသေးဘူးပေါ့နော်ဒါပေမဲ့လည်းဒီဇုံကိုတော့ဒါလိုက်ဖောက်ဆင်းနေတာဆိုတော့လည်းမဖောက်ဆင်းဘူးဘာလို့ဆိုတော့ဒီမှာကျတော့တိုင်းဖင်ကြီးမှာကြီးမယ်ဆိုလို့ရှိရင်ကြီးမားတဲ့ဇုံတစ်ခုဆင်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနားမှာလောလောဆယ်သူကတော့ sideways သွားနေတုံးပဲဖြစ်ပါတယ်တကယ်ချင်းမိတ်ဆွေများလည်းကြက်မှချမ်းကြပါစေ follow training မှာအောင်မြင်မှုတွေရကြပါစေညီမတို့လိုမျိုးဒီလိုမျိုးပေါ့နော်ကိုယ်တိုင် plan ချတက်အောင်ကိုယ်တိုင်အယောင်းဝယ်လုပ်တတ်အောင်ကိုယ်တိုင်ကိုယ်ပိုင် account နဲ့ကိုယ်တိုင်ငွေသွင်းငွေထုတ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ညီမတို့မှာ group ရှိပါတယ်ညီမတို့ရဲ့သင်တန်း group လေးမှာလာပြီးတော့ join လို့ရပါတယ်ညီမကဆိုလို့ရှိရင် follow skill ဆိုတဲ့သင်တန်း group တွေကgroup ဝင်တယောက်ပေါ့နော်အဖွဲ့ဝင်တယောက်ပဲဖြစ်ပါတယ်ဒီ group မှာဆိုလို့ရှိရင်ဆရာကလည်းအရန်ကိုအသင်ပြတာကောင်းပါတယ်ပြီးလို့ဆိုလို့ရှိရင်ဒီ follow training ပေါ့နော်လေ့လာနေကြတဲ့စိတ်ဝင်စားနေကြတဲ့ဒီသင်တန်းသားဆရာနဲ့တပည့်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ဒီ team တစ်ခုနဲ့တွားတာဖြစ်ပါတယ်ပြီးလို့ဆိုလို့ရှိရင်တငယ်ချင်းမိတ်ဆွေကောင်းလေးနဲ့လည်းတယောက်နဲ့တယောက်အမြင်ချင်းဖလှယ်ကြတော့ပေါ့နော်အမြင်ချင်းဖလှယ်ရင်းနဲ့ဒီပညာကိုတူတူသိယူတယ်ပြီးလို့ဆိုလို့ရှိရင်တူတူအကျိုးမြတ်စားတာပဲဖြစ်ပါတယ်တငယ်ချင်းမိတ်ဆွေများလည်းfollow training နဲ့ပတ်သက်ပြီးတော့သင်တန်းကောင်းတက်ချင်တယ်ဒီ group တစ်ခုကောင်းမွန်တဲ့ group တစ်ခုကို join ချင်တယ်ဆိုလို့ရှိရင်เนาะညီမတို့ရဲ့ follow skill ဆိုတဲ့ဒီသင်တန်း group လေးကိုလာပြီးတော့ join လို့ရပါတယ်သင်တန်း group ကလည်းမများပါဘူးဘတ်ငွေ9000နဲ့900ဘတ်လောက်ပဲရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့7သိန်းဝန်းကျင်လောက်ပဲရှိပါတယ်သင်တန်းနဲ့ပတ်သက်ပြီးတော့သင်တန်းမှာဘာတွေသင်လဲဆရာကဘယ်လိုသင်ပြလဲပြီးလို့ဆိုလို့ရှိရင်အယောင်းဝယ်အတူတူပဲအချိန်ကြီးလောက်လဲဆိုတာဒါတွေကိုကွာသင်တန်းမတက်ခင်သိချင်တယ်လေ့လာသိချင်တယ်ဆိုလို့ရှိရင်တော့ညီမရဲ့ messenger မှာလာပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်တကယ်ချင်းအားလုံးလည်းကြမ်းမှချမ်းသာကြပါစေဒီ follow skill ဆိုတဲ့ group တွေကတကယ်ချင်းမိတ်ဆွေများနဲ့တနင်္လာနေ့ကြလို့ရှိရင်ပြန်လည်ပြီးတော့ဆောင်တွေ့ကြမယ်နော်အားလုံးပဲကြမ်းမှချမ်းသာကြပါစေ